မြင်လာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီမှာဆိုင်မှာလာမိပြလေးရဲ့ဒီမိဘူးတိုက်ခုံလေးပစ္စည်းရောက်ထားလေးကျွန်တော်လာပြောပြပေးရနော်မိဘူးတိုက်ခုံလေးကျွန်တော်နှစ်မျိုးရောက်ထားတယ်ပေါ့နော်နေ့ရဲ့အမြင့်ပေါ့နော်နှစ်မျိုးရောက်ထားတယ်ကျွန်တော်တစ်ခုချင်းပြပြပေးရနော်မိဘူးတိုက်ခုံအမြင့်လေးပေါ့နော်သူ့ရဲ့ရှည်ကတော့ဒီမှာကျွန်တော်တို့3ပေပေါ့နော်3ပေရှိတယ်ပေါ့နော်ရှည်3ပေရှိတယ်ကျွန်တော်ဘက်ကတော့ကျွန်တော်ဒီမှာတပေရှိတယ်ပေါ့နော်အမြင့်ကတော့ဒါကျွန်တော်တို့အမြင့်ဆုံး height အမြင့်ဆုံး height ကကျွန်တော်3ပေကို4လက်မှ5လက်မှလောက်ရော့တယ်သူကအနိမ့်မြင့်ကစားလို့ရတယ်နော်အနိမ့်မြင့်ကစားလို့ရတယ်ဒါကတော့ကျွန်တော်အနိမ့်မြင့်ချိန်လို့ရတဲ့ဒီကလေးတွေပေါ့နော်အနိမ့်ဆုံးပေါ့နော်အနိမ့်ဆုံးချိန်လို့ရတဲ့အနေထားလေးဒီကောင်ဆိုရင်ဒီမှာဆိုလို့ရှိရင်2ပေပေါ့သူက3ပေနဲ့2ပေကြားကိုကျွန်တော်အနိမ့်မြင့်ချိန်လို့ရတယ်ပေါ့နော်အနိမ့်မြင့်ချိန်လို့ရပါတယ်ဒါလေးကတော့ကျွန်တော်တို့အနိမ့်လေးပေါ့နော်အနိမ့်လေးကကျွန်တော်ဒီမှာသူကဒီမှာခောက်ထားတာပေါ့နော်ခောက်ဒီမှာတောက်ကလေးလှမ်းလိုက်ရင်ပဲသူကတော့တောက်ကလေးလှမ်းလိုက်တာ ਨੇ ကျွန်တော်ဒီမှာတောက်ကလေးလှမ်းလိုက်တာ ਨੇ ကျွန်တော်သုံးပြလို့ရတယ်နော်ဒီကောင်ဆိုကျွန်တော်တို့အရှည်ကဒီမှာဒီကောင်လက်မ30နှစ်ပေခွဲရှိတယ်ဒီကောင်ပြက်ကနည်းနည်းလေးပူကြည့်တယ်နှစ်ပေခွဲကိုကျွန်တော်ဒီမှာ14လက်မရှိတယ်ရက်စလေးမှာအမြင့်ကတော့ကျွန်တော်ဒီထိုင်တိုက်တဲ့အနေထားလေးပေါ့ဆိုရင်ကျွန်တော်တို့8လက်မရှိတယ်အမြင့်ရ8လက်မပေါ့နော်လက်ခောက်သိမ်းလို့ရတယ်ပေါ့နော်သူကခောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒါလေးတော့ကလေးခောက်လိုက်ရင်ပဲနေရာအကျုံလဲကျွန်တော်မယူဘူးပေါ့နော်အဲဆိုရပြီပေါ့နော်သူတို့ခောက်လို့ရအနေထားလေး